ဒီနေ့မှာတော့အရန်လူတွေချက်ပါဆိုပြီးတော့အတင်းတိုက်တော်နေတယ်ပဇွန်နဲ့ဘုံလုံးသီးဟင်းလေးချက်စားပြစ်ပါတယ်ပဇွန်ပေါ်နေတဲ့ရာသီဆိုတော့တငယ်ချင်းတို့လည်းဒီလိုမျိုးဟင်းလေးကိုလိုက်ပြီးချက်စားကြည့်ကြပါနော်လွယ်ကူပြီးတော့ထမင်းစားလည်းမေ့စေပါတယ်ပထမဆုံးပဇွန်ကိုတန့်စင်ရပါမယ်ဒါကတော့ပဇွန်မစင်ထုံနည်းလေးပေါ့နော်ပဇွန်ကခေါင်းမှလည်းသူ့ရဲ့မစင်ရှိသလိုကြောမှလည်းရှိပါတယ်တချို့ကြောမှရှိတာကိုမသိသေးတဲ့သူတွေအတွက်ပဇွန်ခွာနည်းလေးလုပ်ပြလိုက်ပါတယ်တီးတဲ့ပဇွန်တွေကတော့မတိတာပဲမဲ့ဒီလိုနည်းနည်းကြီးတဲ့ပဇွန်တွေကြတော့လှုပ်ပေးဖို့လိုအပ်ပါတယ်ဒါတော့ပါဝင်ပစ္စည်းလေးပါပဇွန်ရယ်ဘုံလုံးသီးရယ်ချင်းချုံမုံစာရိုစာစီငရုတ်ရောင်တင်ငပိစိမ့်စာဇွန်ကြောင့်မှုလို့ဖြစ်ပါတယ်ပထမဆုံးပဇွန်ကိုစားနဲ့စနေလေးနေထားပါတယ်နောက်ဘုံလုံးသီးကိုဦးရဲထည့်ပါတယ်စားထည့်ပါတယ်ချုံမုံထည့်ပါတယ်ငရုတ်သီးရောင်တင်ထည့်ပါတယ်ငပိစိမ့်စားထည့်ပါတယ်ပဇွန်ကြောင့်မှုထည့်ပါတယ်နောက်ချင်းထည့်ပါတယ်နောက်ခုနလုံးထားတဲ့ပဇွန်ထည့်ပါတယ်ကြက်သွန်နီထောင်မီသားထည့်ပါတယ်စီထည့်ပါတယ်ပြီးတော့အားလုံးကိုသမအောင်နေပေးရပါတယ် Woke up with the fire inside a spark that won't hide won't subside ခုဆိုရင်တော့ပဇွန်နဲ့ဘုံလုံးပြီးဟင်းလေးစားချက်ပါပြီဒီမထည့်သေးပဲသူ့ရည်နဲ့သူခဏနှက်ထားပါအောင်မနော်အဖုံးပိတ်ပြီးခဏနှက်ထားလိုက်ပါတယ်သူ့ရေခန်းသွားပြီဆိုရင်တော့ခဏမှုပြီးတော့ရေမမြုပ်တမြုပ်ထည့်ပေးရပါတယ်ဘုံလုံးပြီးနူအောင်လို့ပါပြီးရင်တော့ခဏအဖော်ပြီးတော့တည်လိုက်ပါတယ်ဘုံလုံးဒီကိုပဲလေးမွေဒီလို့လည်းခေါ်ကြပါတယ်အခုဆိုရင်တော့ဟင်းရစီပြန်သွားပါပြီခုဆိုရင်တော့အရသာရှိပြီးတော့စားကောင်းစီမဲ့ဇွန်နဲ့ဘုံလုံးသီးဟင်းတစ်ခွက်ရရှိပါပြီအားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်